ခင်းကမြစ်ပြောမှာစနေကောင်ကြီးမျောလာတဲ့အခါကြီးတစ်ကောင်ကအဲ့ဒါမြင်တော့စနေကောင်ပေါ်ပြန်ချလိုက်ပြန်ချပြီးတော့သူဘလို့တွေးဝင်လာတော့ဟာတသက်တာတော့ဖူးလုံပြီမစားကြရလဲရှိနေကြလဲကြည်ကြီးပဲဒီပေါ်မှာနားပြီးတော့အေးဆေးသေးပဲဘဲမှသွားကြမလို့တော့ဘူးစားရင်စင်ကြီးကိုဖောက်စားမယ်နော်စနေကောင်ကြီးကိုဖောက်စားရေငတ်လို့ရှိရင်မြေတောက်လိုက်ဟန်ကြတယ်ဆိုပြီးတော့တအားနဲ့အဲ့ဒီမှာသူသဘောကျပြီးကန်းကိုမပြန်တော့ဘူးအဲ့ပေါ်မှာပဲနားနေစင်သားလေးစားလိုက်ရေလေးတောက်လိုက်နားနေလိုက်နဲ့သွားတာတဖြည်းဖြည်းခင်းကမြေရေစည်းတန်တော့မျောသွားလိုက်တာစင်နေကောင်ကြီးကပဲရောက်သွားတော့ဆိုပင်လေတဲ့ရောက်တာအဲ့ဒီပင်လေတဲ့ရောက်တာကိုလည်းသူကမမှုလိုက်သွားဟိုးကမ်းမမြင်လမ်းမမြင်နေရာရောက်သွားတဲ့အခါစင်နေကြီးကလည်းရက်ချလာတော့ပုတ်လိုင်းနေကပုတ်တော့စင်နေကအကောင်ကပြက်လာဖောင်ပြက်ပြီပေါ့အဲ့ကြတော့မှသူပြန်တဲ့အခါကျတော့ကန်းလက်ရှာမတွေ့တော့ကန်းတဲ့ကဝေးကျင်တိုင်းဝေးသွားတဲ့အခါကျတော့ကမ်းမမြင်လမ်းမမြင်ဟိုပြန်တီးပြန်တဲ့ပင်လေတဲ့ပဲကြာပြီးသေသွားတယ်တဲ့အဲ့ဒီဥပမာတိုင်းပဲတဲ့ဒီကာမဂုဏ်အာယုံကြောတွေထဲမှာမမောနေမယ်ဆိုရင်ဒီနေ့မှာကြီးမိုက်ကြီးတယ်ဒုက္ခရောက်လိမ့်မယ်လို့ဟောသွားတာအဲ့ဒါပြစ္ဆေကဘောတော်